အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့စီဂိမ်းမျိုးသမီးတိုင်ကွန်ဒိုပြိုင်ပွဲမှာမြန်မာငွေတစိမ့်စုရရှိတဲ့အကြောင်းပဲဖြစ်ပါတယ်။ငွေတစိမ့်စုရရှိတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ထင်မြင်မိမှာကအရန်ကြီးခက်ခက်ခဲခဲကြိုးစားအားထုတ်ပြီးမှရရှိထားရလို့ထင်နေရင်တော့မှားသွားပါလိမ့်မယ်။လွယ်လွယ်ကူကူနဲ့ရခဲ့တာပါ။ဘလောက်တောင်လွယ်လွယ်ကူကူနဲ့ရခဲ့တာလဲဆိုရင်မိတ်ဆွေတို့ရက်ကွက်ထဲက62ကီလိုအလေးချိန်ပြည့်တဲ့အမျိုးသမီးတစ်ယောက်ကိုတိုင်ကွန်ဒိုသမားတွေဝတ်တဲ့လက်အိတ်ခေါင်းစွပ်ရှင်ဘတ်အကာလက်အကာခြေစလုံးအကာပဇောင်းအကာတင်မအကာစတဲ့တိုင်ကွန်ဒိုကစားသမားတွေမဖြစ်မနေဝတ်ဆင်ရတဲ့ပစ္စည်းရှင်မျိုးကိုပေးဝတ်ပြီးကွင်းထဲမှာဝင်ပြိုင်ခိုင်းရင်တော့ဒုတိယစုကပြေးမလွတ်ပါဘူး။ကံကောင်းရင်တော့ရွှေစိမ့်စုရသွားနိုင်ပါတယ်။စီဂိမ်းငွေတစိမ့်စုရဖို့အဲ့လောက်တော့လွယ်ကူနေရလားဆိုရင်ဟုတ်ပါတယ်အဖြေကတော့ရက်ပါဖြစ်စေရတယ်လို့ပါထိုင်းနိုင်ငံကအိမ်ရှင်ဖြစ်ကျင်းပပြုလုပ်နေတဲ့2025စီဂိမ်းအမျိုးသမီး62-69ကီလိုတန်းခေရိုရိုဂီမျိုးစားပြိုင်ပွဲမှာအာဆီယံနိုင်ငံပေါင်း17နိုင်ငံရှိတဲ့အနက်3နိုင်ငံကသာဝင်ပြိုင်ပါတယ်အင်ဒိုနီးရှားမလေးရှားနဲ့ဘရူနိုင်းနိုင်ငံတွေကမွတ်စလင်နိုင်ငံတွေဖြစ်တာကြောင့်အမျိုးသမီးတွေရဲ့လွတ်လပ်ခွင့်ကိုထိန်းချုပ်ကန့်သတ်ထားတဲ့နိုင်ငံတွေဖြစ်တာကြောင့်အမျိုးသမီးအားစားပြိုင်ပွဲတွေမှာတိတ်ပြီးပါဝင်လေးရှိတဲ့နိုင်ငံတွေမဟုတ်ပါဘူးကျန်တဲ့ဗီယက်နမ်ဖိလစ်ပိုင်လာအိုတီမောနဲ့စင်ကာပူနိုင်ငံတွေကလည်းအကြောင်းအမျိုးမျိုးကြောင့်62-69ကီလိုတန်းမှာဝင်မပြိုင်ကြပါဘူးဒါကြောင့်ဝင်ပြိုင်တဲ့နိုင်ငံရေးအတွက်ကမြန်မာထိုင်းကမ္ဘောဒီးယားဆိုပြီး3နိုင်ငံပဲရှိပါတယ်ပြိုင်ပွဲစီးမင်းအရာပြိုင်ပွဲမှာဝင်ရောက်ရှင်ပြိုင်သူအနည်းဆုံး4ယောက်တောင်မပြည့်တာကြောင့်ပွဲစဉ်ကိုမဲနိုင်စနစ်ဖြင့်ရေးဆွဲခဲ့ရပြီးကမ္ဘောဒီးယားကစားသမားက BYE ဖြင့်ဗိုလ်လူပွဲကိုတိုက်ရိုက်ကစားခွင့်ရရှိပါတယ်မြန်မာနဲ့ထိုင်းကစားသမား2ယောက်ကတော့ဆီမီဖိုင်နယ်အဖြစ်ကစားပြီးအနိုင်ရသူကဗိုလ်လူပွဲမှာကမ္ဘောဒီးယားနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းနဲ့ကမ္ဘောဒီးယားတို့တကြောပြန်စစ်ပွဲပြန်လည်ဖြစ်ပွားခဲ့တာကြောင့်ကမ္ဘောဒီးယားမျိုးသားအိုလံပစ်ကော်မတီကထိုင်းနိုင်ငံမှာပြိုင်ပွဲဝင်ဖို့ရောက်ရှိနေတဲ့ကမ္ဘောဒီးယားကစားသမားတွေတာဝန်ရှိသူတွေအားလုံးကိုကမ္ဘောဒီးယားနိုင်ငံကိုပြန်ခေါ်ယူပြီးစီဂိမ်းပြိုင်ပွဲကနေနှုတ်ထွက်စေခဲ့ပါတယ်။ဒါကြောင့်3ယောက်ထဲဝင်ပြိုင်တဲ့ပြိုင်ပွဲမှာ1ယောက်ကဝင်မပြိုင်တော့လို့2ယောက်ပဲကျန်ပါတော့တယ်ကျန်တဲ့2ယောက်ကနိုင်တဲ့သူကရွှေစိမ့်စုရမှာဖြစ်ပြီးရှုံးတဲ့သူကငွေစိမ့်စုရမှာဖြစ်ပါတယ်။တပွဲနဲ့ကစားပြီးရွှေစိမ့်စုရနိုင်တဲ့အခွင့်အရေးပါ။ Oh my god! Wow! ဒါကြောင့်မြန်မာတိုင်ကွန်ဒိုမျိုးသမီးအသင်းကကစားသမားကေသွယ်မွန်လင်းကရေကုန်ရေကအကျိတ်နဲ့ကြိုးစားကငွေစိမ့်စုယူကို2ပွဲပြတ်ရှုံးနေပြီးရရှိသွားပါတယ်။အကယ်၍သာရွှေစိမ့်စုရတဲ့ထိုင်ကစားသမားချာယူဝမ်မှာနှုတ်ထွက်ခဲ့မယ်ဆိုရင်မြန်မာကပြိုင်မဲမရှိတဲ့ရွှေစိမ့်စုရရှိမှာဖြစ်ပါတယ်။အခုတော့ဒုတိယပဲရရှိခဲ့တာကြောင့်ဒုမြန်မာနိုင်ပြီးတချင်းလဲဖွင့်လို့မရတော့ပါဘူး။လက်ရှိအချိန်မှာမြန်မာတိုင်ကွန်ဒိုအသင်းကကေသွယ်မွန်လင်းယူပေးထားတဲ့ငွေတစိမ့်စုတစ်ခုနဲ့အခြားကစားသမားတွေယူပေးထားတဲ့ကြေးတစိမ့်3ခုနဲ့စုစုပေါင်းစုတစိမ့်4ခုပိုင်ဆိုင်ထားပါတယ်။